American နော်အီရန်ကိုဘာလို့အဓိကထားနေတယ်လဲတခြားပြန်စဉ်းစားကြည့်နော်တရုတ်ကိုဆိုတော့သူကကုန်သွယ်ရေးစစ်ပွဲပဲဆော်ရဲလိုက်တယ်ဟုတ်လားယူကရိန်းနဲ့ရုရှားကိုသူဘာမှတိတ်ပြီးတော့ပြဿနာမရှာဘဲနဲ့ဂျားဝင်ညှိနှိုင်းဖို့လုပ်တယ်အစ္စရေးနဲ့ဟာမတ်အရေးခင်မှာလဲသူကအစ္စရေးမတိုင်နဲ့တိုက်တဲ့ဥစ္စာတွေသူပြောမယ်ဆိုမှဒါတော့ပဲသူပြောတယ်တကယ်သူအရေးယူနေတာအီရန်ဘာဖြစ်လို့လဲအီရန်ဒီအဓိကအဖြစ်မွတ်စလင်နိုင်ငံတွေထဲမှာအစွန်းရောက်နိုင်ငံတစ်ခုလည်းဖြစ်တယ်အကြမ်းဖက်သမားတွေလို့ပြောတဲ့ဟူတီတို့အာမက်စ်တို့ဟုတ်လားအပိနေတဲ့လူတွေဖြစ်တယ်အဲ့ဒီလူတွေအားလုံးကအမေရိကန်ရဲ့စီးပွားရေးပစ္စည်းကြောင်းလုပ်နေတဲ့လူတွေလည်းဖြစ်တယ်နိုင်ငံတွေလည်းဖြစ်တယ်ဆိုတော့ဒါတွေကိုလူဖြိုဖို့အရေးကြီးဆုံးပဲနောက်တစ်ခုကအစွန်းရောက်မွတ်စလင်ဘာသာဝင်တွေပြောတာမဟုတ်နော်အစွန်းရောက်ကိုပြောတာအဲ့ဒီအစွန်းရောက်တွေဟာဟုတ်လားသူတို့ရှိမှာလက်နက်ကောင်းတွေရလာပြီဆိုရင်အခုပဲကြည့်လေဟူဒီလက်နက်ကောင်းတွေရလာပြီဆိုတော့အဝေးလမ်းပစ်တယ်လေဟုတ်လားအစ္စရေးကိုလမ်းပစ်တယ်အမေရိကန်တမိုးတွေကိုလှမ်းပစ်တယ်အဲ့ဒါလိုလက်နက်ကောင်းတွေရလာပြီဆိုလို့ရှိရင်သူတို့ကဖြည့်ဆည်းဖို့ဝင်လေးမှမဟုတ်9/11ကိုပဲကြည့်လိုက်ဟုတ်လားအမေရိကန် World Trade Center ကိုချထည့်ရတာမဟုတ်လားအဲ့လိုမျိုးတွေသူတို့ကလက်နက်ကောင်းရှိလာရင်ဆောတော့မှာပဲဖြစ်တယ်အဲ့ဒါဆိုရင်ဘာလို့မြောက်ကိုရီးယားတို့ဘာလို့ခွင့်ပြုကြလဲအဲ့ဒီတုန်းကသူတားဆီးနိုင်တဲ့အင်အားမရှိသေးဘူးတားဆီးနိုင်တဲ့အင်အားမရှိသေးတဲ့အတွက်သူမတားဆီးနိုင်ခဲ့ဘူးအခုသူတားဆီးနိုင်တဲ့အင်အားရှိလာပြီဟုတ်လားအဲ့ဒါလိုမျိုးလက်လွတ်စပယ်ဖြစ်စီးမဲ့နိုင်ငံတွေထဲကအစွန်းရောက်တွေထဲလက်ထဲကိုအများဆုံးဒီလက်နက်တွေထည့်ပေးနိုင်တာအီရန်လိုနိုင်ငံမျိုးဖြစ်နေတယ်အခုချိန်မှာနောက်တစ်ချိန်ဘယ်သူပေါ်လာမှမသိဘူးဒါကြောင့်မလို့အီရန်ကိုသူပိတ်ဆို့နေတာဖြစ်တယ်အဲ့အီရန်ကိုစီးရေးရတိုက်ခိုက်မယ်ဆိုရင်တော်လကောင်တရုတ်ကိုစီးရေးရတိုက်ခိုက်မယ်ဆိုတော့သူ့အတွက်စီးပွားရေးကျဆင်းမှာပဲအဲ့တော့ပထမဆုံးဖြစ်နိုင်တယ်များသူကစီးပွားရေးပိတ်ဆို့တဲ့နည်းနဲ့တိုက်ခိုက်မယ်အခုတရုတ်ကိုတိုက်ခိုက်နေတယ်လို့ပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်မယ်ဆိုလို့ရှိရင်ဒါသူ့အတွက်လူအသေးပြောက်မရှိဘဲနဲ့စီးပွားရေးအနေငယ်တာချိုးရင်းသွားမဲ့ဥစ္စာပဲရှိတဲ့ဥစ္စာကိုသူရွေးချယ်တာဖြစ်တယ်အဲ့တော့တကယ်လို့ဒါအီရန်ကိုတိုက်ရိုက်သွားတိုက်မယ်ဆိုရင်သူ့အတွက်ကုန်ကြစရိတ်တွေအပြင်ကိုလူတွေကအသက်ပေါင်းများစွာပေးရနိုင်တယ်ဒါကြောင့်မို့သူကမတိုက်သေးဘူးမတိုက်သေးဘဲနဲ့အီရန်တွေကလည်းမလွန်ကျူးသေးဘူးအဲ့တော့သူ့ရဲ့နျူကလ িয়ার လက်နက်တွေဖြစ်ပေါ်လာမဲ့ဥစ္စာကိုပဲသူကန့်တတ်ချင်တယ်အဲ့တော့အီရန်ကိုပဲသွားခေါ်တယ်ညဉ့်ဆွေးနွေးကိုခေါ်တယ်အီဒါခန်းကားတီးအီရန်လက်မခံအဲ့တော့ဘာလုပ်သူ့ရဲ့တပည့်ဟူဒီကိုတိုက်ပြလိုက်တယ်ဆော်ပြလိုက်တယ်အီရန်ဝစ်ဆွင်းသွားတယ်ဝစ်ဆွင်းလာပြီးတော့စီဝိုင်းဆွေးနွေးပွဲတွေလုပ်မယ်လို့ပြောလာတယ်ဒါဆိုရင်ဆွေးနွေးပွဲတွေလုပ်နေတော့တန်းလာမှသူနျူကလ িয়ার လက်နက်မထုတ်နိုင်ဘူးလားဒါအမေရိကန်တွက်ပြီးသားဖြစ်နေပြီသူလုံနိုင်မဲ့အချိန်အတိုင်းအတာအတွင်းမှာမလုံနိုင်ခင်မှာသူဒါတွေကိုဖျက်ဆီးမှာသူဆွေးနွေးပွဲကိုခေါ်မယ်ခေါ်လို့မရရင်အချိန်ဆွဲနေသူဒီနျူကလ িয়ার လက်နက်ထုတ်လို့ရေး program တွေကိုသူဖျက်ဆီးမှာဖျက်ဆီးပြမှာဒီလိုဖျက်ဆီးနိုင်တဲ့ဝက်ဖယ်လေသူရှိမှာရှိနေတယ်လို့ကျွန်တော်ယူဆဒါကြောင့်မလို့ဒါလည်းသူကဒါအချိန်ပေးပြီးတော့သူကလှုပ်ရှားနေတာဖြစ်တယ်အဲ့တော့ဒါတွေကိုလည်းစားသမရတွေမမြင်ဘူးလားဆိုတော့သူ့လောက်ရဲနေမလုံနိုင်လို့ဒါမလုံကြတာပဲမြင်ရင်လည်းမြင်မှာပေါ့နော်အဲ့တော့အခုသူအဲ့လိုမျိုးလှုပ်ရှားဒီဒုတိယသမရတက်တက်မှာသူအဲ့လိုမျိုးလှုပ်ရှားလိုက်တဲ့အခါကျတော့ဒုတိယကြိမ်ဖြစ်တဲ့သမရပေါ့နော်သမရယာဒူကိုဒုတိယကြိမ်ရတဲ့တက်တက်မှာသူလှုပ်ရှားလိုက်တဲ့အခါကျတော့ဥရောပကနိုးကြွားလာတယ်ဗျသူတို့မမြင်တာတွေကိုမြင်လာပြီဖြစ်တဲ့အတွက် Trump ကိုသူတို့ထောက်ခံလာတာဖြစ်တယ်ဆက်စချင်းတက်တော့ကသူဘယ်သူကထောက်ခံလို့လဲထောက်ခံမှုစိတ်မရှိကြဘူး Trump ဗျမ်းပရာတွေလုံနေတယ်ဒါပေမဲ့ Trump ကစီးပွားရေးအုံနောက်ပိုင်ရှင်ရတယ်လားအရင်ဆုံးသူကစီးပွားရေးနဲ့တက်ခိုက်မယ်မရတော့မှပါဝါကိုတုံးမယ်လက်နက်တွေပါဝါကိုသူတုံးမယ်ဒီလိုမျိုးသူကစဉ်းစားတာသူက
ခင်ဗျားတို့စဉ်းစားကြည့်ရ France မိကွန်းပြောတာတော့သူများနိုင်ငံရတရင်နောက်တွေမိကွန်းမေးတာတော့တစ်ချက်မှမစဉ်းစားဘူးသူနဲ့ဖြေသွားမှာလားသူ့နောက်ထပ်မှအများကြီးထည့်ထားနိုင်တယ်သူ့လိုညံကြီးရှင်တယောက်ကိုသူငှားထားသေးတယ်ခေါ်ထားသေးတယ်ဘယ်လိုလဲ Elon Musk လေအဲ့လိုညံကြီးရှင်တွေကအဆိုးဘက်ကိုလိုက်သွားမယ်ဆိုရင်ခင်ဗျားတို့ဒုက္ခပိုရောက်လိမ့်မယ်အဲ့တော့အီရန်တို့လိုနေမှာဒီလိုနျူကလ িয়ার လက်နက်ပိုင်နေဆိုရင်ကဘာကြီးတစ်ခုလုံးတော့ရသွားလိမ့်မယ်မထင်လို့ပြစ်ထလိုက်မှာဟုတ်တယ်မလားပေးလိုက်မှာပဲလေအခုတော့ဟူဒီကိုဘယ်လောက်ခင်ဗျာလက်နက်တွေထောက်ပံ့တယ်ဒီဟူဒီကအရင်ကဒီလောက်တော့မကြည့်လွန်ခဲ့တဲ့၄နှစ်ကဒီလောက်တော့မကြည့်သွားသေးဘူးလေအခုတော့အမေရိကန်ခုခံပြီးတော့တိုက်ခိုက်နိုင်တဲ့အင်အားဖြစ်လာပြီလေဟုတ်တယ်မလားအဲ့ဒီဥစ္စာကဒေါ်နယ်ထရန့်တွက်ထားတဲ့ထဲမှာဒါတွေပါတယ်ပေါ့ဗျာစဉ်းစားကြည့်လေသူ့လိုအုံနောက်ကြီးတဲ့လူတွေဒါလေဒီလိုမျိုးလုံနိုင်တာဖြစ်တယ်ဘယ်သူမှအဲ့ဒီလိုမျိုးမလုံနိုင်ခဲ့ဘူးပြတသားလည်းသူလုပ်ခဲ့တယ်သူ့အတွက်ကစီးပွားရေးမလိုအပ်တော့ဘူးသူဒီချမ်းသာဆုံးဆဲမှာလည်းပါတယ်တပြီလေစီးပွားရေးမလိုအပ်တော့ဘူးအဲ့တော့သူတို့လိုအီလိုမတ်ဆိုလိုသူတို့လိုလူကောင်းတွေဟာအခုချိန်မှာဒါကဘာကြီးကိုကယ်တင်နေတာလို့တော့ကျွန်တော်ယူဆပါတယ်တကယ်တော့အစွမ်းရောက်တွေလက်ထဲကိုလက်နဲ့ကြီးတွေရောက်သွားရင်ခင်ဗျားတို့ကျွန်တော်တို့နိုင်ငံတွေလည်းအေးဆေးမနေရတော့သူတို့ရဲ့အနိုင်ကျင့်မှုကိုခံနေရမှာပဲလေဟုတ်တယ်မလားဒါကိုပြန်စဉ်းစားကြည့်ကြပါဟုတ်လားသူအခုတရုတ်ကိုတိုက်ခိုက်နေတဲ့နေရာမှာလဲလက်နဲ့တရုတ်ကိုတော့တိုက်ခိုက်မှာဆိုအများကြီးသူ့အတွက်ကုန်ကျစရိတ်များလာမယ်ပို့ပြီးတော့ဒါတဲ့နိုင်ငံပို့ပြီးတော့စီးပွားရေးထိမယ်ဒါအပြင်အမေရိကန်ပြည်သူတွေရဲ့အသက်ကိုစစ်သားတွေရဲ့အသက်ကိုပေးရမယ်ဒါတွေကိုသူမလိုလားဘူးလေမလိုလားတဲ့အတွက်သူစီးပွားရေးနဲ့ပဲတိုက်ခိုက်နေတာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးတိုက်ခိုက်လိုက်လို့ဒီကဘာကြီးကငိမ့်ညမ်းသွားပြီဆိုရင်လေဒါအလွန်ကောင်းတဲ့ချက်လက်ပါပဲလက်နဲ့တွေအပြိုင်ဆိုင်တက်ဆင်ပြီးတော့ကဘာကြီးကမငြင်းရွှဲနေပြည်သူလူထုတွေလည်းဒုက္ခရောက်တယ်ချမ်းသာတာလည်းဟာလာစိတ်ဆင်းရဲပြီးချမ်းသာနေရမယ်ဆင်းရဲတဲ့ခါမှာလည်းငါပြတ်နေမယ်ဒီလိုဖြစ်လာမလို့အဲ့တော့ကဘာမှာလူစိုးတွေတအားများလာပြီဆိုရင်နှိမ်နှင်းဖို့လူကောင်းပညာရှိတွေကိုထည့်ပေးတာလေဒါအများကြီးရှိကြပါတယ်နှိုးဆိုရင်ကဘာကြီးကပျက်စီးသွားမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒါတွေကိုပြန်ပြီးတော့စဉ်းစားကြည့်လို့ရှိရင် Trump ကိုအပြစ်တင်နေတဲ့လူတွေကိုကျွန်တော်ပြောချင်တာကခင်ဗျားတို့တေစာစဉ်းစားကြည့်ပါဦး Trump လုပ်နေတာတွေကဘာတွေများပြဿနာရှာနေလို့လေဘာတွေများဘယ်သူနိုင်ငံကိုတွားပြီးတော့ကိုထိလေးရောက်ကျူးလွန်ပြီးတော့ဘယ်သူနိုင်ငံကိုတွားပြီးတော့မတရားတာတွေလုပ်နေလို့လေဟူဒီကိုတိုက်နေတယ်လေဟုတ်လားပင်လယ်နီမှာသူတို့တမောတွေမောင်းလို့မရလို့သူတိုက်ပေးနေတယ်ဒီအတွက်ခင်ဗျားကလည်းကုံသွေးလမ်းကြောင်းရလူတွေသူ့ကိုပတ်စံပေးနေလောက်မယ်လို့ကျွန်တော်ယူဆတယ်ဟုတ်တယ်မလားအဲ့လိုမျိုးကြောင့်သူတိုက်နေတာဖြစ်တယ်ဟာမကိုသူတော့မတိုက်ဘူးတော်တယ်အစ္စရေးတိုက်တာပဲယူကရိန်းကတော့မတိုက်ဘူးယူကရိန်းမကြောက်အောင်ပဲသူလုပ်ပေးနေတာပဲရှိတယ်မကြောက်အောင်ပဲလုပ်ပေးနေတယ်တော့မတိုက်ဘူးဒါကြောင့်လို့လေTrump ကိုဘယ်သူကပူတင်ကလက်ခံနေတာဖြစ်တာပေါ့နော်မဟုတ်လို့လူဘယ်သူကလက်ခံမှာဟုတ်တယ်မလားဒါတွေကိုပြန်စဉ်းစားကြည့်ပါလို့အတိပေးကြပါတယ်အလကားတဲ့မုန်းနေလို့လည်းဘာချိုးထူးမှလဲသူတို့လိုလည်းကိုယ်လည်းလုံနိုင်တာလည်းမဟုတ်ဘူးသူတို့လိုလည်းကိုယ်လည်းညံရှိတာမဟုတ်ဘူးဟုတ်တယ်မလားကျွန်တော်တို့ခင်ဗျားတို့လူ1000ပေါင်းတော့ထိုင်းနေအောင်နောက်ကိုမမီဘူးဗျာတရားဒါပဲနော်